င်္ဂလာပါညစီကွာစာဆောင်မှာနှုတ်ခွန်းဆက်သားပါရယ်ဖေဖော်ဝါရီလ21ရက်2026ခုနှစ်စနေနေ့လူသားသည်ပျောက်သောသူကိုရှာ၍ကဲတင်ရသောကကြွာလာသည်ဟုဆက်ကဲကိုမိန်တော်မူ၏ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီးဆက်ကိုခန်းခဲ့တစဉ်ခေါင်းစဉ်ကပျောက်သောသူကိုရှာဖို့ရန်တူလာခဲ့သည်ကျွန်တော်တို့ညစီကွာစာဆောင်ကိုကုညီဖြန့်ချီပြီးသောမိတ်ဆွေတို့၏နာမည်မှာစောဝါတော်ဖြစ်ပါသည်သူနိုင်ငယ်ရွယ်၍လှပသောဇနီးသည်ရှိပါ၏နာမည်ကခေါ်ရခန့်၍မမှတ်မိပါသို့တော်လည်းသူမှာအခြားမှတ်မိလွယ်သောနာမည်တစ်လုံးရှိပါသည်ဒေါ်တော့က Mrs. Worry ဖြစ်ပါသည်ဒေါ်တော့ကဟုခေါ်ရလောက်အောင်ပူပန်သူစိုးရိမ်သူဖြစ်ပါ၏တနေ့တွင်နေပြည်တော်၌ကျန်းစာတင်သွားသောကျွန်တော်ကိုသူခင်မိုးကလိုက်ဖို့ရာသူလဲလိုက်ပါ၏လူကသာတက်ချီရာရုပ်ကြားကိုစိတ်မချ၍လိုက်လာပါသည်စိတ်ကတော့အိမ်မှာကြံနေရသောသူ့ပြအဟောင်းနှစ်ချက်စီမှရောက်နေပါသည်ကောင်းစွာမသိမ့်မိ၍မတော်တဆပလုံကောက်သူတွေယူသွားဆွဲသွား၏ဒုက္ခပဲဟုတွေးကသူမ၏အိမ်သို့ဖုံးဆက်ပါသည်ငါသူ့ပြအဟောင်းကလေးနှစ်ချက်အဲ့လေသိသူ့စကားပင်မဆုံးပါဆရာမကလေးဖြစ်နေတော့သမီးကလေးကစားတင်နေမအားဖုံးချလိုက်သည်သူမ၏သားထံသို့ဆက်ပြန်သည်သားကလည်းမအားထဝယ်မျိုးကချီရီစားချွေးမလောင်းနှင့်စကားပြောနေ၍အမိဖုံးကိုမကိုင်အားထိုကသူ့ပြားဟောင်းနှစ်ချက်ပြောင်းမှကိုစိုးရိမ်နေသောသူမသည်တကယ်ပင်ပန်းလာပါ၏ဒေါ်တော့ကောက်ခေါ်ထိုက်ပါပေသည်ပြောမိတာပြောရတာတကယ်တော့ကျွန်တော်တို့လည်းဦးတော့ကကျမတို့လည်းဒေါ်တော့ကများပါပဲစိုးရိမ်ရသောအခါများပူပန်ရသောကိစ္စများကျွန်တော်တို့သူ့ပြားဟောင်းများကြောင့်ရှေ့သို့ခရီးဆက်ဖို့ရန်စိတ်မဖြောင့်နိုင်ပဲပြန်၍ရှာဖွေကြသည်မှာနေစင်ပါပဲဖျားခင်မှာလည်းတော့ကရှိနိုင်ပါသည်သူ့မှာပျောက်သောရာရှိနေသည်သခင်ယေရှုကဥမာတော်အဖြစ်သူတင်သောအခါ1ပျောက်သောသား2ပျောက်သောသူ3ပျောက်သောထင်ကားတို့ကိုဖော်ပြပါသည်ထို့ပြင်မိန်တော်မူသောနှုတ်ကပတ်တော်အဖြစ်သဘောတော်ကိုနားလည်ရပါသည်ယနေ့မှာတော့ကျွန်တော်တို့သည်စက်ကဲများဖြစ်ကြောင်းဝန်ခံကြမှာပါအားလုံးဖျားစီကောင်းချီးပေးပါစေ